အမဲသားကိုရှောင်၍ကြံသောအသားများစားခြင်းသည်မှန်ကန်ပါသလားဒါတော့လူတွေရဲ့ဆန္ဒနဲ့ဆိုင်နေပေါ့တချို့ကြတော့ဒီလူတွေဟာမြန်မာနိုင်ငံအခြေအနေကြည့်မယ်ဆိုလို့ရှိရင်တခြားနိုင်ငံနဲ့မတူစက်မှုလက်ရလုပ်တဲ့နိုင်ငံတွေကြတော့နွားကိုခိုင်းတာမဟုတ်ဘူးမြန်မာပြည်ကတော့စက်မှုလက်ရမထွန်းကားသေးဘူးပေါ့မထွန်းကားသည့်အတွက်ကြောင့်လက်ဆိုင်တယ်ဆိုလဲနွားနဲ့ပဲထွန်းတာရက်တာတွေအကုန်နွားနဲ့ဆိုတော့ကျေးဇူးတရားကိုသိတတ်မယ်ဆိုရင်သူတို့ရှိလို့ငါတို့စားနေရတာပါလားဟာသူတို့လှုပ်အားတွေနဲ့ပါလားလို့ဆိုရင်ဒီလိုကျေးဇူးတင်ပြီးတော့ရှောင်တာနော်ရှောင်တာဟာရှောင်တဲ့ဘက်ကကြည့်မယ်ဆိုရင်ကောင်းတယ်လို့ပြောရမှာနော်ကျန်တဲ့ကျန်တဲ့တရားဝါတွေကိုဒီစားတာဟာကိုယ့်အကိုဟင်းတစ်ခုအနေနဲ့စားတယ်ဆိုလို့ရှိရင်တော့သူကအပြစ်မရှိဘူးသို့တော့ငါတို့စားဖို့ဒီတရားဝါတွေကိုဘုရားသခင်ကဖန်ဆင်းပေးတယ်လို့ပြောမယ်ဆိုရင်ဒါမှားယွင်းတဲ့ပြောဆိုချက်ဖြစ်လို့ပိဿဝါစာဖြစ်တယ်အမြင်ဟာလည်းမှားယွင်းတဲ့အမြင်ပဲဖြစ်တယ်တရားဝါဆိုတာဒုက္ခနဲ့သူဖြစ်တာလူစားဖို့ဖြစ်လာတာမဟုတ်ဘူးဒုက္ခနဲ့သူဖြစ်ကြတာဘယ်သူမှလည်းဖန်ဆင်းပေးထားတာမဟုတ်ဘူးဒုက္ခနဲ့သူဖြစ်လာကြတယ်အဲ့တော့အကျဉ်းတရားထားမယ်ဆိုရင်အလုံးပေါ်မှာထားတဲ့တယ်။နွားကြတော့အကျဉ်းတရားအပြင်ကျေးဇူးတရားကိုလူတွေကထက်သွင်းစဉ်းစားကြတာပေါ့။ထက်သွင်းစဉ်းစားကြတာ။အဲ့တော့အကယ်၍မေတ္တာတရားအနေနဲ့ဘယ်မည်သည့်တရားရဲ့အသားမှမစားဘူးအလုံးကိုတနာကျင်နာတဲ့စိတ်နဲ့တရားရဲ့အသက်ကိုရှောင်မယ်ဆိုလို့ရှိရင်တော့ဒါတော့အကောင်းဆုံးပဲ။သို့တော့ဟင်းအနေနဲ့စားတယ်ဒီတရားဝါတွေသေးပါစေဆိုတဲ့စိတ်လည်းမရှိဘူးသူတို့သေပြီးသားအသားကိုပဲဟင်းတစ်ခွက်အနေနဲ့တမန်အပြင်စားတယ်အဲ့တော့စားတဲ့စိတ်နဲ့တတ်တဲ့စိတ်ကမတူဘူးနော်စားတဲ့စိတ်ဟာတတ်တဲ့စိတ်နဲ့မတူသည့်အတွက်ကြောင့်အပြစ်ရှိတယ်လို့ပြောလို့မရဘူးဒါကြောင့်မို့ဒီလူတွေရဲ့စိတ်နေသဘောထားပေါ်မှာပဲမူတည်တယ်တရားမျှတတာမမျှတတာဟာဒါနဲ့မဆိုင်ဘူးပေါ့နော်ကိုကစားတာဟာတပ်ပြီးတော့စားတာမဟုတ်ဘူးဈေးမှာအစင်သိရောင်းချတာကိုစားတာတချို့ကလည်းပြောကြတယ်စားသူရှိလို့တတ်သူရှိတာလားစားလို့တတ်တာမဟုတ်ဘူးမစားလဲတတ်တာပဲစင်နေဆိုရင်မစားဘဲနဲ့အစွဲလို့ကျွန်တော်တတ်တာအများကြီးပဲနော်ကြားတွေဆိုလဲအသက်ခံရတယ်ဘာကြောင့်တတ်ခံစားဖို့မဟုတ်ဘူးအရေးလို့ကျွန်တော်တတ်တာလူတွေကတတ်တဲ့လူကတော့သူ့အတွက်သူ့ငွေရဖို့သူတခုအသုံးချဖို့တတ်တာလူတွေစားဖို့တတ်ပေးတာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့စားသူရှိလို့တတ်သူတွေရှိနေတယ်လို့ဆိုတဲ့အတွေးဟာလည်းမှန်ကန်မှုမရှိဘူးပေါ့နော်မှန်ကန်မှုမရှိဘူးအဲ့တော့တရားဝါတွေကိုတနာတယ်မေတ္တာထားတယ်ဆိုလို့ရှိရင်တတ်တယ်လို့